ပြီးခဲ့တဲ့အပိုင်းမှာတော့ဖြည့်ဆည်းခြင်းမိတော့ဂျပန်ခန္ဓာအဖြစ်အသွင်ပြောင်းကဂျပန်မိတော့အများပြားကိုအသုံးပြုပြီးမြောက်ပိုင်းနဂါဘရင်ကိုဖိနှိပ်ထားနိုင်ခဲ့ပါတယ်။အရှုံးကိုလက်မခံနိုင်တဲ့မြောက်နဂါဘရင်ကတော့နဂါမျိုးနွယ်စုရဲ့တားမြစ်စီရင်တစ်ခုဖြစ်တဲ့နဂါပလဲကိုတန့်စင်ပြီးချောင်းရန်ကိုတက်ခဲ့ချိန်တပ်တဲ့ဂျပန်မိတ်ဆာမိတော့ကိုအသုံးပြုကချောင်းရန်လည်းပလဲကိုပြန်တန့်စင်နိုင်လိုက်တာမို့မြောက်ပိုင်းနဂါဘရင်ကိုအနိုင်ယူနိုင်လိုက်ပါတယ်။လေယာနဲ့နဂါမျိုးနွယ်စုဝင်ရဲ့ခန္ဓာကတာမတ်အများကြီးတာမာတာမလို့မြောက်ပိုင်းနဂါဘရင်ရဲ့ရုပ်ခန္ဓာကိုရုပ်သေးရုပ်ဖြစ်တန့်စင်နေချိန်ပြန်အသက်ဝင်လာခဲ့ကဝိညာဉ်လေယာနဲ့အတွင်းမှာချောင်းရန်နဲ့တဦးချင်းရဆိုင်မှုထပ်ဖြစ်လာပါတယ်။လေယာနဲ့တွင်းပိုင်းမှာတော့မြောက်ပိုင်းနဂါဘရင်နဲ့ချောင်းရန်တို့ရှိနေကြပြီးအားရဝိညာဉ်ကိုခန္ဓာနဲ့ခွဲထုတ်လိုက်ရုံနဲ့အဆုံးမတတ်နိုင်ပဲလေယာနဲ့နဂါမျိုးနွယ်စုရဲ့ခန္ဓာကဝိညာဉ်ဖြစ်ပြီးဝိညာဉ်ကလည်းခန္ဓာပဲဆိုတာကိုချောင်းရန်ကိုပြောပြနေပါတယ်။ထူးခြားမိတော့ကြောင့်သူ့ရဲ့ခန္ဓာကပိုပြီးပြည့်စုံသွားခဲ့တာမလို့ချောင်းရန်ကိုကျေးဇူးတင်လိုက်ပြီးစတင်တိုက်ခိုက်လိုက်ပါတယ်။ချောင်းရန်ကတော့မြောက်ပိုင်းနဂါဘရင်ရဲ့တိုက်ခိုက်မှုကိုအေးဆေးဘက်ကာကွယ်လိုက်ပါတယ်။ချောင်းရန်အနေနဲ့မြောက်ပိုင်းနဂါဘရင်ကဝိညာဉ်ကိုပုံကွက်ထားတဲ့ဆိုတာကိုအစိုးကြီးတွေကသိနေပြီးသားဖြစ်ပါတယ်။နဂါဘရင်လည်းဒေါသထွက်သွားပြီးအပြင်းထန်တိုက်ခိုက်နေပေမဲ့ချောင်းရန်အတွက်တော့ကလေးတာတာအခွက်ဒေတာဖြစ်နေပါတယ်။သူ့ရဲ့ဝိညာဉ်လေးဟာနဲ့အတွင်းမှာတော့ချောင်းရန်ကတလောက်တမ်းမှနေတာမလို့မြောက်ပိုင်းနဂါဘရင်လည်းနားမလည်နိုင်ဖြစ်နေပါတယ်။အမျိုးမျိုးတိုက်ခိုက်နေရင်အဆုံးသတ်မှာတော့ချောင်းရန်ရဲ့ရှုံနှုံတာကိုမြောက်ပိုင်းနဂါဘရင်ခံလိုက်ရပါတယ်။အကြံအတီကိုကြိုသိနေခဲ့တာမလို့မြောက်ပိုင်းနဂါဘရင်ရဲ့ကျွညဝိညာဉ်ထဲမှာချောင်းရန်ကရှေ့သေးသေးတစ်ခုရှာလာခဲ့တာဖြစ်ပါတယ်။ချောင်းရန်ရဲ့ပြောပြချက်ကိုနားထောင်ပြီးတော့မြောက်ပိုင်းနဂါဘရင်လည်းအကွက်ချခံလိုက်ရတာကိုသိတော့ပါတယ်။အဲနောက်မှာတော့နဂါဘရင်ကိုရှင်းလက်လက်ပဲရုပ်သေးရုပ်ဖြစ်တတ်တယ်လိုက်ပါတယ်။နောက်တစ်ခါမှတော့ဝိညာဉ်ဖြူနေလူရှိနေပြီးသူ့လက်ကမြောက်ပိုင်းနဂါဘရင်ရဲ့အငွေ့တပ်ပြောက်ွယ်သွားတာမလို့အတုံးမကျတဲ့ကောင်တို့သာရေရွတ်နေပါတယ်။သူ့နောက်မှာတော့လေယာနဲ့တစ်ခုပေါ်လာပြီးလူတစ်ယောက်ထွက်လာပါတယ်။အဖေရောင်ဝတ်ဆောင်တဲ့လူကဟွင်ထန်တီဖြစ်ပြီးဝိညာဉ်မျိုးနွယ်သူရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ထိုလူထွက်လာတော့ဟွင်ထန်တီကအောင်မြင်သွားပြီလားလို့မေးပါတယ်။အရှင်ချင်းရှုံးနေနေတဲ့အရှုံးသမားတစ်ယောက်တည်းနဲ့မူလရင်းမြစ်မိတော့ကိုအသုံးပြုပြီးဘာလို့ခန္ဓာအသစ်ပြန်ဖွဲ့စည်းခိုင်းတာလဲလို့မေးပါတယ်။ဟွင်ထန်တီကလည်းဘလို့ပဲအသုံးမကျနေပါသေးပြောစကားနားထောင်တဲ့အတိုင်းသူတော်စင်ခြေခုနှစ်ပွင့်အဆင့်တစ်ယောက်အနေနဲ့ကတော့သူ့ရဲ့ကိစ္စတော်တော်များများကိုတတ်တာသိမှလို့ပဲပြန်ပြောပါတယ်။အမှန်တော့သူတို့ပြောနေကြတဲ့ခြေခုနှစ်ပွင့်အတိုင်းသူတော်စင်ဆိုတာရှောင်းရမ်းကြောင့်အသက်ဆုံးရှုံးသွားရတဲ့ဟွင်မြင့်ရှမ်းကိုခန္ဓာအသစ်ပြန်ဖန်တီးပေးထားတာဖြစ်ပါတယ်။ဟွင်မြင့်ရှမ်းထွက်လာတော့ဟွင်ထန်တီနဲ့ဝါမြုံပြီးတော့လူကြီးမင်းကိုကျေးဇူးတင်လိုက်ပါတယ်။ခန္ဓာသစ်ကဝါမြုံပြီးတော့ရဲ့မူလရင်းမြစ်တွေပါဝင်နေတာမလို့အရင်ခန္ဓာတဲ့အများကြီးပုံတန်ပါပြီးအများကြီးလည်းပိုကောင်းမွန်လာပါတယ်။စကားပြောနေကြရင်ဟွင်မြင့်ရှမ်းကဝါမြုံပြီးတော့အကြီးကဲကိုဆေးခန္ဓာစတင်တော့မယ့်အကြောင်းနဲ့ပြင်ဆင်ထားဖို့ပြောကဖိတ်စာတစ်ခုကိုပေးလိုက်ပါတယ်။ဝါမြုံပြီးတော့လူကြီးမင်းပြောက်ွယ်သွားတော့ဟွင်မြင့်ရှမ်းကိုသူ့အစားရှောင်းရင်တော့ကိုသွားပြီးကြောင်စင်းပိုင်းစားကိုယူလာခိုင်းပါတယ်။ဒါမင်းအတွက်နောက်ဆုံးခွင့်ရဖြစ်ပြီးငါ့ကိုစိတ်မပြတ်စေနဲ့လို့လည်းသိချမှာလိုက်ပါတယ်။နောက်တစ်ခါမှတော့မေလူသာဘင်မရှိနေပြီးတန့်စင်တာအောင်မြင်သွားတဲ့ရုပ်သေးရုပ်နဲ့တူရှောင်းရမ်းရောက်လာပါတယ်။ရုပ်သေးရုပ်ကကန့်သတ်စက်တီမရောက်သေးတာမလို့မိုးချိုးကမှသွားပြီးလေးချင်းဘေးကအကျိုးမြတ်ထပ်ရဖို့ရည်ရွယ်ထားပါတယ်။သူကနောက်ထပ်ရန်နေနဲ့စောက်ခိုင်းလိုက်ပြီးအရာအလုံးပြီးဆုံးသွားတဲ့အခါမဟာမိတ်ကိုအတူပြန်ကြမယ်လို့လည်းပြောပါတယ်။မမကတော့သူ့ဖကုံးပေါ်ကတင်နေတဲ့ပွင့်ချက်လေးကိုဖယ်ပေးလိုက်ပြီးသွားပါကျမစောင့်နေပါမယ်လို့ပဲပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့မိုးချိုးကကိုရောက်လာတော့ရေပါလေးထွက်လာပါတယ်။မိုးချိုးကမှာအရင်ကအသေးအံထွက်ပြေးခဲ့ရပေမဲ့ထပ်စင်မိတ်ဆာမိတော့ချပန်းရှိနေပြီဖြစ်လို့ဒီနေရာကမိုးချိုးဆွမ်းရင်ကရှောင်းရဲကိုမထိခိုက်နိုင်တော့ဘူးဖြစ်ပါတယ်။ခံရက်တနေရာကိုရောက်တော့မိုးရနောက်ဆုံးမိုးချိုးအများပြားကိုတွေ့လိုက်ရပါတယ်။ယူသီးရက်ကိုအဆင့်မြင့်တဲ့ဖို့ဆိုအားကောင်းတဲ့မိုးချိုးဆွမ်းရင်လိုအပ်တာမလို့မိုးရနောက်ဆုံးမိုးချိုးကအကောင်းဆုံးရတနာတစ်ခုဖြစ်နေပါတယ်။ယူသီးရက်ကမိုးချိုးဆွမ်းရင်ဆုပ်ယူပြီးရလက်မဆိုးတာမလို့ထပ်မံဆုပ်ယူခိုင်းပါတယ်။ဒီပုံစံအတိုင်းဆိုလောက်ဝအတွင်းယူသီးရက်ကခြေလျှောက်ပွင့်တိုင်းသူတော်စင်စစ်ကိုပြန်လည်ရောက်ရှိသွားနိုင်ပါတယ်။ချောင်းရမ်းနဲ့ရီဝါတို့စကားပြောနေကြရင်မိုးရနှဆိုးမိုးချိုးဆွမ်းရင်တကောင်ကတိုက်ခိုက်လာတာမလို့ရီဝါကဆုပ်ယူပြီးတန့်စင်လိုက်ပါတယ်။ရီဝါဆုပ်ယူလိုက်တဲ့ဆွမ်းကချောင်းရမ်းပေါ်မှာလည်းအကျိုးသက်ရောက်မှုရှိနေတာမလို့ချောင်းရမ်းလည်းအဆင့်ထိုးပေါက်ဖို့စတင်လှုပ်ဆောင်ပါတယ်။အချိန်ခဏအတွင်းကျင်းကားပွင့်နောက်ပိုင်းအဆင့်ကိုရောက်ဖို့ရှစ်တလန်းသာပဲလိုတော့တဲ့အထိရောက်သွားပါတယ်။မြောက်ပိုင်းနဂါဘရင်လည်းအဆုံးစုံဒီအဆင့်မြင့်တင်ပြီးပြီဖြစ်လို့လေယာနဲ့နဂါမျိုးနွယ်စုတွေပြန်ဖို့လုပ်နေချိန်ကြီးမားတဲ့မိုးချိုးဆွမ်းရင်နဲ့အတူအဆင့်ကိုရွှေမြူဒီမှဆွမ်းဆောင်နိုင်တဲ့စီလုံးမိုးချိုးဖြစ်တဲ့ကြီးရှမ်းရွှေမိုးချိုးနဂါဖြစ်နေပါတယ်။ဒါကတော့ကောင်းကင်ဘုံသို့ဆက်ပြခြင်းအပိုင်း203ဖြစ်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။